ချိန်ခီးသွားတယ်ဆိုတာကတကယ်ရှိတာလားဒါမှမဟုတ်ကျွန်တော်တို့နေတိုင်းလုပ်နေတဲ့အရာလား Hello everyone Dorian H bike ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ချိန်ခီးသွားတယ်ဆိုတာကတကယ်ရှိတယ်မရှိဘူးဆိုတာကိုကျွန်တော်ရဲ့အမြင်တွေကိုပြပြသွားမှာပါ Time travel နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အများစုသိထားပြီးတာများနေတော့ပါပဲဒီ Time travel ဆိုတဲ့အရာက2018 2019အဲ့လောက်ကတည်းကsocial media မှာတော်တော်များများပြန့်နေနေတာပေါ့အဲကြောင့်မို့လဲကျွန်တော်တို့black hole တွေ Einstein relativity theory တွေ sphere of light တွေအများစုသိပြီးသားဆိုတော့ကျွန်တော်အဲ့ဒါတွေကိုပြန်ပြီးတော့ပြောမပြတော့ဘူးဗျာအဓိကတိုင်းထားပဲတကယ်ရှိလားဖြစ်နိုင်လားအဲ့ဒီကိစ္စကိုပဲကျွန်တော်အဓိကထားပြီးပြောပါမှာအားတယ်မှန်နေဆိုတာလဲကိုယုံကြည်ရင်မှယုံကြည်ပါတကယ်တော့ဒါကျွန်တော်ရဲ့အမြင်တွေပါ just my opinion ပါကျွန်တော်တယောက်တည်းရဲ့အမြင်တွေဖြစ်တဲ့အတွက်ဒါလုံးဝမှန်ခြင်းမှမှန်ပါမယ်သိပ္ပံပညာရှင်လည်းမဟုတ်ဘူးတာမန်လူသားတယောက်ပဲဗျာဆိုတော့ let's get started ဒီလိုမေးခွန်းမျိုးကိုမိတ်ဆွေစဉ်းစားဘူးလားကျွန်တော်တို့ကမနေ့ကဖြစ်ခဲ့တာတွေကိုလည်းပြန်ပြီးတော့သွားပြီးပြင်လို့မရဘူးမနေ့ပြန်ဒါမှမဟုတ်အနာဂတ်ကိုလည်းကြိုရောက်ချင်နေလို့မရဘူးဒါဆိုကျွန်တော်တို့ကပြစ္ဆုတ်ပံမှာပဲပိတ်မိနေတာလားမေးလိုက်တဲ့မေးခွန်းကယုတ်တိတော့မရှိဘူးဗျာဒါပေမဲ့ဘာဖြစ်လို့ကျွန်တော်အဲ့လိုစဉ်းစားမိတော့လဲဆိုတော့ကျွန်တော်ဒီလိုကိုယ်နဲ့နေလျှောက်ပြီးတော့create မလုပ်ခင်မှာကျွန်တော်အချိန်ဖြုံးနေခဲ့တယ်အဲ့ဒါဘယ်လောက်ထိကြာလဲဆိုတစ်နှစ်လောက်ထိအချိန်ဖြုံးနေခဲ့တယ်ဖုန်းစားခိုင်းတဲ့အချိန်ကနေစပြီးတော့တစ်နေ့ကြာတဲ့ဒီကြော်ဘာမှမလုပ်တိုင်းပဲ social media သုံးရင်းနဲ့နေတိုင်း schooling လုပ်နေခဲ့တယ်ကျွန်တော်အဲ့ဒီအချိန်ဖြုံးနေတဲ့ကာလတော့ဆိုလို့စိတ်မျိုးဝင်ခဲ့တယ်ဆိုလို့ရှိရင်content တွေကိုဖန်တီးမယ်ပေါ့ငါမနေ့ဖင်ကြမှာလုပ်လိုက်မယ်မနေ့ဖင်ကြမှာစပြီးတော့ Google တွေဘာတွေမှာရှောက်ပြီးတော့ရှာမယ် script ရေးဖို့ပါညာအဲ့ပဲတကယ်လည်းမနေ့ဖင်လည်းရောက်သွားပါဗျာမနေ့ကဒီလိုခံစားချက်ကြီးပဲစိတ်ထဲမှာပြန်ရောက်နေတာမနေ့ကလည်းဒီလိုပုံစံမျိုးပဲမနေ့ဖင်ကြမှာလုပ်မယ်မနေ့ဖင်နဲ့စိတ်ကနေပြီးတော့အချိန်ဆွဲနေခဲ့တယ်တကယ်တော့နားလည်လိုက်တာဗျာမနေ့ဖင်ဆိုတာကအချိန်တိုင်းပြစ္ဆုတ်ပံလိုမျိုးပဲခံစားရမှာပဲဗျာပြစ္ဆုတ်ပံကိုရောက်လာမှာပဲနည်းနည်းရှုပ်သွားပြီထင်တယ်ကျွန်တော်ဆိုလိုတာကဗျာမနေ့ဖင်ဆိုတာကအချိန်တန်လို့ကိုကမနေ့ဖင်ကိုကြိုးသားလို့မရဘူးဗျာတကယ်တည်းကိုရောက်သွားရင်လည်းပြစ္ဆုတ်ပံကာလာပဲဖြစ်နေမှာအဲ့ဒါကိုပြောချင်တာအခုလူအများစုထင်နေကြတာကတိုင်းထွာပဲဆိုတာကအတိတ်ကိုပြန်သွားတာဒါမှမဟုတ်ရင်အနာဂတ်ကိုခုန်သွားတာအဲ့လိုမျိုးအချိန်ကိုကြိုပြီးတော့သွားတာတော့အဲ့ဒါတွေကိုသူကတိုင်းထွာပဲလို့ထင်နေကြတာအဲ့ဒါတွေကဇာကားထဲမှာတော့ဒါလူတွေ create ထားတဲ့လူတွေရဲ့ idea ပေါ့ဗျာ just my opinion တကယ်တော့တိုင်းထွာပဲဆိုတာတကယ်မရှိဘူးဗျာမရှိတယ်လို့ဖြစ်လည်းမဖြစ်နိုင်ဘူးဗျာကျွန်တော်အခုလိုမျိုးတိုင်းထွာပဲတကယ်မရှိဘူးလို့ပြောလို့ရှိရင်ဆရာကြီးတွေကလာပြောပါလိမ့်မယ်Albert Einstein ရဲ့ relativity theory တွေ sphere of light နဲ့အရာတစ်ခုကသွားနေလို့ရှိရင်ချိန်ကနှေးသွားတာတွေ black hole နားရောက်ရင်ချိန်ကတော်တော်လေးကိုနှေးသွားတာတွေ black hole မှာတရက်ဆိုလို့ရှိရင်ကမ္ဘာမှာနှစ်ပေါင်းများစွာကြာတာတွေကျွန်တော်မရှိဘူးလို့လည်းညင်းတာမဟုတ်ဘူးဗျာအချိန်နှေးတာမြန်တာတော့လက်ခံတယ်။ရာဟုတစ်ခုကအလင်းရဲ့အမြန်နှုန်းနဲ့သွားမယ်ဆိုအချိန်တွေကနှိကွေးလာမယ်ဆိုတာလက်ခံတယ်။ဒါပေမဲ့လူသားတယောက်အနေနဲ့အချိန်ကြီးသွားဖို့ဆိုလို့ရှိရင် speed of light နဲ့သွားမယ်ဆိုလို့ရှိရင်လူသားရဲ့ခံတာကဘယ်လိုမှမခံနိုင်ဘူးဗျာခံနိုင်ရမရှိဘူး။ခုလက်ရှိလူသားတွေရဲ့သိပ္ပံပညာဆိုလို့ရှိရင်ကျွန်တော်တို့ကမ္ဘာမှာရှိတဲ့ရေထုရဲ့ 100% လောက် search မလုပ်နိုင်ကြသေးဘူးဗျာ။ချိန်ကြီးသွားဖို့ဆိုတာကြီးကတော်တော်လေးကိုလေးနက်သွားပြီဗျာ။အဲ့တော့မဖြစ်နိုင်ဘူးပါများတယ်။ဒါပေမဲ့အနာဂတ်မှာမဖြစ်နိုင်ဘူးလို့တော့တက်ကြီးတော့ပြောလို့မရဘူးခုလက်ရှိမှာတိုင်းထားပဲဖြစ်အောင်လုံးဝတက်တည်ပြနိုင်ကြတဲ့အရာလည်းမရှိသေးဘူးဗျအဲကြောင့်ဒါကတော့ကျွန်တော်ရဲ့အမြင်ပါဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုအနည်းချော့ရမယ်ဆိုလို့ရှိရင်တိုင်းထားပဲတကယ်ရှိလားဆိုတော့ကျွန်တော်တို့ရဲ့စိတ်ကူးတွေထဲမှာပဲရှိရဗျလူသားတွေရဲ့ idea ထဲမှာပဲရှိရအပြင်မှာလက်တွေ့တော့မရှိသေးဘူးဗျဒါပေမဲ့အနာဂတ်မှာဖြစ်နိုင်လားဆိုတော့ဒါကပြောလို့တော့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူသားတွေဆိုတာအမြဲတမ်းအသေးသေးတွေကိုတီထွင်နေရတာကိုနှိမ့်သက်ကြတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်ဥမာလေဆိုလို့ရှိရင်ဗျာမြင်အောင်မမြင်အောင်ဒါပေမဲ့သူတို့အဲ့ဒါကိုလုံးဝ search လုပ်နိုင်တယ်ဗျာတွင်းထဲကအတန်လေးတွေ molecule လေးတွေအဲ့လိုမျိုးတောင်မှသူတို့လေ့လာနိုင်တာဒါနောက်တစ်ချိန်ကျရင်သူတို့ရဲ့လူသားတွေရဲ့တီထွင်ဖန်တီးမှုကအဆင့်တွေမြင့်လာပြီဒါပေမဲ့သိပ္ပံပညာတွေတိုးတက်လာရင်တော့တိုင်းထွာပဲ machine တွေထွင်နိုင်မှုတော့မျှော်လင့်နေတာပဲဒါပေမဲ့ဖြစ်နိုင်ဖို့တော်တော်ခက်ခဲမှာခုလက်ရှိကတော့လုံးဝမရှိသေးပါဘူးမိတ်ဆွေရဲ့ထင်မြင်ချက်ကိုလည်းကျွန်တော်ပြောပြလို့ရပါတယ်ဗျအဆုံးထိစောင့်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်